မင်္ဂလာပါရှင်။လိုက်ဇာ TV ရဲ့ဗမာတိုင်းကြားပါတာဖြင့်တင်ဆက်မှုအစီအစဉ်မှပြန်လည်ကြိုဆိုလိုက်ပါရရှင်။ယနေ့ညတင်ဆက်ပေးကြမယ့်တဲ့အကြောင်းအရာတွေကတော့ Maijaya Institute of Education MIET ကျောင်းရဲ့ဘွဲ့နှင်းတပင်အခမ်းအနားကျင်းပတဲ့တဲ့စစ်ကောင်စီတပ်မှဖမ်းဆီးထားတဲ့ရွှေတူးဖော်တဲ့စစ်ပစ္စည်းများကိုပတ်စံဖြင့်ရွေးယူခိုင်းတဲ့တဲ့နဲ့ KIO အစိုးရစိုက်ပျိုးမွေးမြူရေးကျောင်းစင်ပွဲပြုလုပ်တဲ့တဲ့တွေကိုကျမမွန်းကြမှာတင်ဆက်ပေးသွားပါမယ်။ MIET College ရဲ့9ချိန်မြောက်နဲ့6ချိန်မြောက်ဘွဲ့နှင်းတပင်အခမ်းအနားကိုမိုင်ဂျာယန်ဖကြီးခင်တိုင်ခမမှာဧပြီ2ရက်နေ့ကကျင်းပခဲ့ပါတယ်။ယနေ့ကျောင်းစစ်နဲ့ကျောင်းသားမောင်မေများဟာဆိုရင်2019 2020 2021ပညာသင်နှစ်က Pre-College Program Diploma in Education Deep ED Program Diploma in TESOL Deep TESOL Program ကျောင်းသားများနဲ့2021 ပညာသင်နှစ် Diploma in Teaching Chinese Language Deep TCL Program မှာကျောင်းသားများဖြစ်ပြီးကျောင်းသားမောင်မြဲအလုံး985ယောက်ကိုဘွဲ့လက်မှတ်ချီးမြှင့်အနှင်းခြင်းဖြစ်ပါတယ်။၎င်းဘွဲ့နှင်းတပင်အခမ်းအနားမှာဗဟိုပညာရေးဌာနဒုတိယတာဝန်ခံဆရာကြီးမလောင်ဘရန်တောင်ကနေအမစကားပြောကြားရမှာတော်လန်ရေးကာလအချိန်အခါဖြစ်သည့်အလျောက်မိမိဖြစ်ချင်တာကိုပကြနာမထားပဲအတတ်နိုင်ဆုံးလုပ်ငန်းများကိုသာလက်တွေ့အကောင့်ထဲပေါ်ဆောင်ရွက်ကြဆိုတဲ့ဆောင်ပုံနဲ့အညီတက်ညီလက်ညီကြိုးစားအထောက်ကြပါဆိုလို့အကြံပြုပြောကြားထားပါတယ်။ Maijaya Institute of Education MIET College ဟာလွန်ခဲ့တဲ့1998ခုနှစ်ကကျောင်းပညာမွမ်းမံတင်တန်း TTS ဖွင့်လှစ်တင်ကြားရာမှာ2008-2009ခုနှစ်မှာ TTC အဖြစ်ပြောင်းလဲပြီးဆရာအတတ်တင်ကျောင်းအဆင့်တို့တိုးမြင့်က2018-2019ခုနှစ်မှာ MIET အဆင့်တိုးမြင့်ကဖွင့်လှစ်တင်ကြားလက်ရှိကြောင်းသိရပါတယ်ရှင်။မြချီနာမျိုးအလမ်ဒုံကန်ဥပကျေးရွာအရောက်ဒီမြကျောင်းတလျှောက်ရွှေတူးဖို့နေတူများထမှစစ်ကောင်စီတပ်တွေတင်စီကြွတဲ့စက်ပစ္စည်းတွေကိုကျပ်ငွေ3သိန်းစီနဲ့ပါလာနာနေမြေရေးစခန်းမှာတွားရောက်ရွေးယူနေရကြောင်းဒေသခံများပြောဆိုချက်အရသိရပါတယ်။စစ်ကောင်စီစစ်တပ်များမှကုမ္ပဏီရန်တရားလောက်ကင်တူများနဲ့တနိုင်တပိုင်းရွှေတူးဖို့နေသည့်ရွှေဆိုင်30ကျော်မှစက်ပစ္စည်းများကိုပြီးခဲ့တဲ့မတ်လ25ရက်မှ29ရက်3ရက်အတွင်းဖမ်းဆီးယူဆောင်သွားပြီးလက်ရှိတွင်ပြည်သူအချို့ကတွားရောက်ရွေးယူပြီးပုံမှန်အတိုင်းရွှေဆက်တိုးနေကြကြောင်းကြားသိရပါတယ်။လက်ရှိအလမ်ကျေးရွာမြေကျောင်းတစ်လျှောက်တွင်ယမန်ကစတင်ပြီးဒေတာခံပြည်သူအချို့ရွှေပြန်လေတူးဖို့နေကြပြီးဖြစ်ပြီးအခုအနေနဲ့တလတသိန်းထဲရမှာဖြစ်ကြောင်းရွာဆိုင်ကလာအထက်ကကောက်ခိုင်းတာလာတော့တေချာအတိအကျမသိရသေးဘူးလို့ဒေသခံများပြောဆိုနေကြပါတယ်။စစ်ကောင်စီတပ်မှရွှေတူးဖို့နေသည့်ပြည်သူများရဲ့စက်ဆိုင်တွေကိုဖမ်းဆီးရခြင်းဟာရွှေတူးဖို့နေကြသူများအချင်းချင်းတိုင်တန်းကြတာကြောင့်ဖမ်းဆီးခံရတာဖြစ်ကြောင်းလည်းဒေသခံအချို့ပြောပြချက်ရသိရပါတယ်ရှင်။ KIO အစိုးရစိုက်ပျိုးမွေးမြူရေးဌာနမှဖွင့်လှစ်တင်ကြားနေတဲ့အမတ်စင်ရှစ် Diploma Program နဲ့အမတ်စင်19အခြေခံစိုက်ပျိုးမွေးမြူရေးကျောင်းစင်ပွဲကိုမတ်လ31ရက်နေ့ကခရုကခမဆောင်မှာပြုလုပ်ကျင်းပခဲ့ပါတယ်။ကျောင်းစင်ပွဲမှာ KIC အတွင်းရဲမှုဗိုလ်ချုပ်လဖိုင်စောတော်မှအမစကားမိန့်ခွန်းပြောကြားပြီးယခုနှစ်ကျောင်းစင်တဲ့ကျောင်းသူကျောင်းသားများကိုစိုက်ပျိုးမွေးမြူရေးကျောင်းကျောင်းအုပ်ဆရာကြီးဂရန်ဘရန်ဆမ်မှကျောင်းစင်မိန့်ခွန်းပြောကြားခဲ့ကြောင်းသိရပါတယ်။ကျောင်းဆရာကြီးမင်းခွန်းပြောကြားရမှာမောင်မေတို့ဟာတော်လိုင်းရဲ့စိတ်ဓာတ်ကိုအခြေခံပြီးခင်မီတဲ့အခြားအိမ်နီးချင်းနိုင်ငံတွေမှာအလုပ်လုပ်ဖို့ထက်ကိုဌာနေကိုပုံမူတိုးတက်အောင်လုပ်ကင်ပေးနိုင်တဲ့တူတွေအဖြစ်ပေးဆက်နိုင်တဲ့တူတွေဖြစ်ဖို့အစဉ်စူးစမ်းကြဖို့မှာကြားခဲ့ပါတယ်။ Diploma Program မှာကျောင်းသားကျောင်းသူ12ဦးနဲ့အမတ်စင်19အခြေခံစိုက်ပျိုးမွေးမြူရေးကျောင်းမှ73ယောက်စုစုပေါင်း25ယောက်ဖြစ်ကြောင်းသိရပါတယ်။ KIO အစိုးရဗဟိုစိုက်ပျိုးမွေးမြူရေးကျောင်းကို1999ခုနှစ်ကတည်းကစတင်ဖွင့်လှစ်ခဲ့တာဖြစ်ကြောင်းကိုလည်းသိရပါတယ်ရှင်။လိုက်ဇာ TV ရဲ့ဗမာတိုင်းကြားပါတာဖြင့်တင်ဆက်မှုအစီအစဉ်ကိုကြည့်ရှုနားဆင်သူပရိသတ်အပေါင်းရှေ့လန်းချမ်းမြေ့ကြပါစေရှင်။